ကျွန်တော်တို့အားလုံးရဲ့ဘဝမှာကြီးမားတဲ့ပန်းတိုင်တွေအိမ်မက်တွေရှိကြပါတယ်။အဲ့ဒီပန်းတိုင်ကိုရောက်ဖို့အတွက် motivation ဆိုတာမရှိမဖြစ်လိုအပ်တယ်လို့ယုံကြည်ထားကြတာများပါတယ်။ဒါပေမဲ့ဒီနေ့ကျွန်တော်တို့ဆွေးနွေးသွားမယ့် Jeff Haden ရဲ့နာမည်ကျော်စာအုပ် The Motivation Myth ကတော့ကျွန်တော်တို့ရဲ့ဒီလိုအကျိုးစားတွေကိုပြောင်းလဲပစ်ခဲ့ပါတယ်။စာရေးသူက motivation ဟာအောင်မြင်မှုရဲ့ရလဒ်သာဖြစ်ပြီးအကြောင်းရင်းမဟုတ်ဘူးလို့စိန်ခေါ်ထားပါတယ်။တကယ်ထိပ်တန်းအောင်မြင်သူတွေဟာစိတ်အားထက်သန်မှုကိုစောင့်ဆိုင်နေတာမျိုးမဟုတ်ဘဲ system တစ်ခုကိုတိဆောက်ပြီးဘလို့နေ့စဉ်အောင်ပွဲခံနေသလဲဆိုတာကိုမျှဝေပေးသွားမှာဖြစ်ပါတယ်။ကျွန်တော်တို့အများစုကမနက်တိုင်းအိပ်ရာကနိုးထလာတဲ့အခါစိတ်သက်ခွန်အားအပြည့်နဲ့စိတ်အားထက်သန်မှုအပြည့်နဲ့အလုပ်လုပ်မယ်လို့ခံစားချက်ကိုစောင့်နေတတ်ကြပါတယ်။ဒါပေမဲ့အဲ့ဒီစိတ်အားထက်သန်မှုဟာမကြာခဏဆိုသလိုပေါ်မလာတတ်ပါဘူး။စာရေးသူကအဓိကအချက်တစ်ချက်ကိုပြောထားပါတယ်။အဲ့ဒါကတော့အလုပ်လုပ်ခြင်းဟာ motivation ကိုဖန်တီးရဆိုတာပါပဲ။ကိုယ်ပိုင်လုပ်ငန်းတစ်ခုစတင်ခြင်းကျွမ်းကျင်မှုအသစ်တစ်ခုကိုလေ့လာခြင်းစတဲ့ကြီးမားတဲ့ပန်းတိုင်စီကိုဥတီတဲ့တင်းငယ်တဲ့အလုပ်တစ်ခုကိုစတင်လိုက်တဲ့အခါကျွန်တော်တို့ဟာရလဒ်ကောင်းတည်တည်လေးတစ်ခုကိုရရှိပါတယ်။အဲ့ဒီတင်းငယ်တဲ့အောင်ပွဲ small win ကနေကျွန်တော်တို့ရဲ့စိတ်ထဲမှာကျဉ်းတဲ့အားရမှုကိုပေးစွမ်းပြီးနောက်ထပ်အလုပ်တစ်ခုကိုဆက်လက်လှုပ်ဆောင်ဖို့အတွက်လှုံ့ဆော်မှုကိုအလိုတယောက်ဖြစ်စေပါတယ်။ဒါကြောင့်စိတ်အားထက်သန်မှုကိုစောင့်မနေဘဲစတင်လိုက်ဖို့သာလိုအပ်ပါတယ်။ထိပ်တန်းအောင်မြင်သူတွေကသူတို့ရဲ့နေ့စဉ်လုပ်ငန်းတွေကို emotion နဲ့လှုပ်ဆောင်တဲ့စနစ်နဲ့လှုပ်ဆောင်တတ်ကြပါတယ်။စိတ်အားထက်သန်မှုရှိသည်ဖြစ်စေမရှိသည်ဖြစ်စေသူတို့ရဲ့လုပ်ရိုးလုပ်စဉ်စီကံတွေဟာအလုပ်ကိုရှေ့ဆက်သွားစေပါတယ်။ဒီလိုစနစ်ကိုအားကိုးခြင်းအပြင်တသက်ထဲသောတိုးတက်မှုကိုရရှိစေပါတယ်။ motivation myth ကိုကျော်လာပြီးတကယ်အောင်မြင်မှုကိုရဖို့အတွက်အဓိကလိုအပ်တာကတော့ပန်းတိုင်ကိုအာရုံစိုက်တာထက်လုပ်ငန်းစဉ်ကိုအာရုံစိုက်ဖို့ပဲဖြစ်ပါတယ်။စာရေးသူကသင်ဟာပန်းတိုင်အပေါ်ကိုချစ်ခင်နှစ်သက်ဖို့မလိုအပ်ပါဘူး။သင်ရဲ့လုပ်ငန်းစဉ်အပေါ်ချစ်ခင်ဖို့သာလိုအပ်ပါတယ်လို့ပြောထားပါတယ်။ဥပမာမာရသွန်ပြေးခြင်းတဲ့သူဟာမာရသွန်ပြီးဆုံးခြင်းကိုသာစိတ်ကူးခြင်းနေတာထက်နေ့စဉ်မနက်တိုင်းဖနက်စီးပြီးအပြင်ထွက်ပြီးပြေးတဲ့လုပ်ငန်းစဉ်ကိုချင့်မြတ်လို့ဖို့လိုပါတယ်။နေ့စဉ်လုပ်ရိုးလုပ်စဉ်ကိုပန်းနိုင်ထက်ပိုပြီးအရေးပေးခြင်းအဖြစ်သင်ဟာအလိုလျောက်တိုးတက်မှုစီကိုဦးတည်သွားမှာဖြစ်ပါတယ်။ထိရောက်တဲ့လုပ်ငန်းစဉ်ဆိုတာရှင်းလင်းပြီးတိုင်းတာလို့ရတဲ့စီးမြင်တွေပေါ်မှာအခြေခံပါတယ်။ဥပမာဒီနေ့ပိုကောင်းအောင်လုပ်မယ်ဆိုတဲ့အပန်းတိုင်ဟာမရေရပါဘူး။ဒါပေမဲ့ဒီနေ့စာမျက်နှာရေးမယ်ဒါမှမဟုတ်တရက်ကိုဖောက်တဲ့9ရောက်ဖုံးဆက်မယ်ဆိုတဲ့စီးမြင်ကရှင်းလင်းပြီးလှုပ်ဆောင်မှုပြီးမြောက်တာနဲ့ချက်ချင်းစိတ်ကျေနပ်မှုကိုရရှိစေပါတယ်။ဒီနည်းအဖြစ်အောင်မြင်မှုကွင်းဆက် success circle ကိုစတင်နိုင်ပါတယ်။ motivation myth ကိုချိုးဖျက်လိုက်တဲ့အခါကျွန်တော်တို့ဟာအောင်ပွဲခံခြင်းစဝိုင်း circle of winning ကိုရောက်ရှိသွားပါတယ်။ပထမဆင့်ကတော့စတင်ခြင်း action ပဲဖြစ်ပါတယ်။စိတ်အားထက်သန်မှုကိုမဆောင်ဘဲတင်းငယ်တဲ့လုပ်ငန်းတစ်ခုနဲ့စတင်လှုပ်ဆောင်လိုက်ပါ။ဒုတိယဆင့်ကတော့တိုးတက်မှု progress ပဲဖြစ်ပါတယ်။စီမင်းအတိုင်းနေ့စဉ်လှုပ်ဆောင်ခြင်းကြောင့်တင်းငယ်တဲ့တိုးတက်မှုကိုရရှိစေပါတယ်။တတိယအဆင့်ကတော့လှုပ်ဆောင်မှု motivation ပဲဖြစ်ပါတယ်။တိုးတက်မှုကနေရရှိလာတဲ့ခံစားချက်ကောင်းကကျွန်တော်တို့ကိုနောက်ထပ်အလုပ်တစ်ခုကိုလုပ်ဖို့လှုံ့ဆော်ပေးပါတယ်။နောက်ဆုံးအဆင့်စတုတ္ထအဆင့်ကတော့ပုံမှုလှုပ်ဆောင်ခြင်း more action ပဲဖြစ်ပါတယ်။ပိုပြီးစိတ်အားထက်သန်လာတဲ့အတွက်ပိုကြီးတဲ့အလုပ်တွေကိုဆက်လက်လှုပ်ဆောင်နိုင်ခြင်းပဲဖြစ်ပါတယ်။ဒီတန်တရားဟာအဆုံးမရှိလဲပတ်နေပြီးအချိန်ကြာလာတဲ့အမျှကိုယ့်ရဲ့ကျွမ်းကျင်မှုစွမ်းဆောင်ရည်တွေဟာအလိုလျောက်ကြီးထွားလာမှာဖြစ်ပါတယ်။နေ့စဉ်အောင်မြင်မှုတည်တည်လေးတွေကနေတစ်ဆင့်ကြီးမားတဲ့အောင်မြင်မှုတွေအချိန်တန်ရင်ပေါ်ထွက်လာမှာဖြစ်ပါတယ်။ The motivation myth ကကျွန်တော်တို့ကိုခံစားချက်အကောင်းတွေကိုစောင့်ဆိုင်နေမယ့်အစားနေ့စဉ်စီကံနဲ့အလုပ်လုပ်ရမယ့်လုပ်ငန်းစဉ်ကိုတိစောက်ခြင်းကသာရေရှည်အောင်မြင်မှုရဲ့အခြေခံအုတ်မြစ်ဖြစ်ကြောင်းကိုရှင်းလင်းစွာဖော်ပြထားပါတယ်။ကျွန်တော်တို့ကကြီးမားတဲ့ပန်းတိုင်ကိုသာကြည့်မနေပဲဒီနေ့ပြီးမြောက်လှုပ်ဆောင်ရမယ့်တင်းငယ်တဲ့အဆင့်တွေကိုတိကျစွာသတ်မှတ်ခြင်းအပြင်နေ့စဉ်အောင်ပွဲခံခြင်းစဝိုင်းကိုဖန်တီးနိုင်မှာဖြစ်ပါတယ်။ဒါကြောင့်စိတ်အားထက်သန်မှုကိုလိုက်ရှာနေပဲအလုပ်ကိုဦးစားစတင်ပြီးရရှိလာတဲ့တိုးတက်မှုရဲ့စွမ်းအားကိုအသုံးပြုပြီးမိမိတို့ရဲ့ဘဝကိုစနစ်တကျပြောင်းလဲလိုက်ခြင်းကသာထိပ်တန်းအောင်မြင်သူတွေစစ်မှန်သောလှုပ်ဝက်ချက်ဖြစ်ပါတယ်လို့မျှဝေခြင်းနှိကုံးချုပ်လိုက်ပါတယ်။အဆုံးထိနားထောင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။